Hello, မင်္ဂလာပါကျွန်တော် online media မှာသတင်းတွေအများကြီးနေ့စဉ်နဲ့များတွေ့နေရတယ်ဟဲ့ဒါပေမဲ့ကျွန်တော်အဲ့ဒီတွေ့နေတဲ့သတင်းတွေထဲမှာအရာရည်စရာကောင်းတဲ့သတင်းတစ်ပုဒ်ပါတယ်ရည်စရာလည်းကောင်းတဲ့ဟာတာလည်းဖြစ်တယ်အပြင်းလည်းပြင်းတယ်ဒါကြောင့်အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးကျွန်တော်နည်းနည်းပြန်ပြီးတော့ share လုပ်ချင်တယ်လေတငယ်ချင်းမိတ်ဆွေတွေပေါ့နော်ညီကောင်မောင်မတိုင်းသားညီကောင်မောင်မတွေတိမြင်တဲ့လူလည်းအများကြီးရှိတယ်လို့တချို့လည်းမြင်ပြီးတော့တတိမထားတာလည်းရှိကောင်းရှိမယ်နော်ဒါကြောင့်မို့ကျွန်တော်ပြန် share လုပ်ပြီးတော့လုပ်ချင်တယ်ထို့သဖြင့်ကျွန်တော်တိုင်းသားကောင်းကောင်းတွေကိုကျွန်တော်အတိပြန်ပြီးတော့အဲ့ဒါနှိုးကြားတဲ့အနေနဲ့ကျွန်တော်အတိပေးတဲ့သဘောမျိုးကျွန်တော်ပြန်ပြီးတော့ share လုပ်ချင်တယ်လေအဲ့တော့ကျွန်တော် share မသွားခင်မှာမပြောခင်မှာကျွန်တော်ပြည်တွင်းပြည်ပမှာနေထိုင်တဲ့တိုင်းရင်းသားညီကောင်မောင်မိဘဆရာသမားအားလုံးရှေးဥစွာဘုရားသခင်ကောင်းကြီးပေးပါစေလို့ကျွန်တော်ရှေးဥစွာနဲ့ကျွန်တော်ပြောကြားလိုပါတယ်ကျွန်တော်တွေ့နေရတဲ့တည်တပုတ်ဟာကျွန်တော်အရန်ရည်လည်းရည်ချင်တယ်ဟာတာလည်းဖြစ်တယ်ဘာလို့ဒီပါတဲ့လဲဆိုတော့ကျွန်တော်လာမယ့်လဆန်းဖေဖော်ဝါရီလဆန်း12ရက်မှာကျွန်တော်တို့ဒီစက္ကစနာဖစိတ်ကောင်စီကနေပြီးတော့ဟုတ်လားတိုင်းရင်းသားကောင်းဆောင်တွေအားလုံးကိုပြန်ပြီးတော့ထာဝရငြိမ်းချမ်းရေးဦးမင်းအောင်လည်းပြောခဲ့တဲ့ထာဝရငြိမ်းချမ်းရေးဆိုတဲ့ကောင်းစဉ်နဲ့ထာဝရငြိမ်းချမ်းရေးကိုပြန်ပြီးတော့ဟုတ်လားအစည်းအဝေးတက်ဖို့ရစီလုံးဖို့ရသူဖိတ်ခေါ်နေပါတယ်တဲ့အဲ့တော့ကျွန်တော်မြင်ကြားချင်းကျွန်တော်ရဟသဘောကျတယ်ယူလဲရှိချင်တယ်ဟာတာလေးလည်းဖြစ်တယ်ကျွန်တော်ဖို့ရဟာတာဖြစ်စရာကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီစကားလေးကျွန်တော်ကြားရတိုင်းမြင်ရတိုင်းကျွန်တော်ကလေးအရာဆိုနေတဲ့ကလေးလေးတယောက်ကျွန်တော်သွားမြင်အောင်တတိရတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ကလေးလေးတယောက်ဟာသူကအရာဆိုတဲ့ဒါပေမဲ့သူမုတ်စားခြင်းတဲ့ခါကြလို့ရှိသူမိဘပြားပြီးတော့ပူဇာပြီးတော့သူမျက်နှာငယ်မျက်နှာချုံနဲ့အများမျိုးသွေးပြီးတော့သူမုတ်တောင်းစားတော့မိဘကမုတ်လေးကျွေးလိုက်ပြီးဆိုလို့ရှိရင်ဒီခါလဲသူစားပြီးတော့သူသွားပြီးမိဘနားမထောင်ဘူးမုတ်စားကနီးမှာပဲသူပြန်လာပြီးတော့မျက်နှာချုံလေးနဲ့မိဘပြားနားကတယ်ကျွန်တော်သွားပြီးတော့မြင်အောင်တတိကြမ်းမိတယ်ကျွန်တော်ပြောချင်တာကတော့ဟုတ်လားကျွန်တော်ဒီစိတ်ကောင်းစီဟာသူကဘယ်လိုပဲချိန်ခါပဲဖြစ်ဖြစ်သူ့မှာခက်ခဲပြဿနာတစ်ခုကြုံတွေ့ရပြီဆိုရင်တိုင်းရင်းသားတွေဟာလားတိုင်းရင်းသားကောင်းဆောင်တွေပြည်သူတွေသူပြပြီးတော့မျက်နှာချိုလေးနဲ့တွင်းပြီးတော့မရင်ငယ်အတန်လေးနဲ့သူပြပြီးတော့ဟာလားမျက်နှာချိုသွေးတယ်ဟာလားဟိုနေနီးမျိုးစုံတဲ့ထောင်ချက်ထောက်ပြီးတော့ငင်းချိုင်းကြီးအကြောင်းတွေပြောတယ်ဟာလားဟိုနေပြခရစေးအကြောင်းတွေသူပြောတယ်အကယ်၍တိုင်းရင်းကောင်းဆောင်တွေကနေပြီးတော့တခါတည်းစီးပွေးတဲပြီးတော့ဟာလားငင်းချင်အကြောင်းတွေလုံးမဲ့လက်မတွေထိုးမဲ့ပါညာပြီးဆိုလို့သူအပိုင်ကအဲ့ကြဆိုလို့ရှိရင်သူဖြစ်ကြတာသူတော့ပဲထိုးစစ်တွေထိုးမဲ့ဟာလားတိုင်းသားနယ်မြေဒေသတွေနီးမျိုးစုံနဲ့သူဝင်ပြီးတော့သူစော်ပြီးအဲ့ဒါသူလုပ်ခဲ့သူရဲ့စနစ်တွေပဲဒါအဲ့ဒါကြောင့်ကျွန်တော်ပြောချင်တယ်တတိကြီးပေးချင်တာကကျွန်တော်တိုင်းရင်းသားကောင်းဆောင်တွေကောင်းတော့ဟလာသူတပြည့်ကိုကျွန်တော်ကြားတာကြောက်ကကြီးလက်နဲ့ကန်ဖွဲ့စည်းတော့မှsociety DGB society တောင်းတယ်လို့တော့ကျွန်တော်တော့တတိယကကြားမိတယ်ပြီးတော့ PC ဝန်ကြီးချမ်း PC တောင်းတယ်လို့ကျွန်တော်တည်ကြားတယ်ဒါပေမဲ့ဟုတ်သွားလားမသွားလားမသိဒါပေမဲ့တည်ရတာအဲ့လိုကြားဒါပေမဲ့သွားလားမသွားလားဒါသူတို့ရဲ့ခန္ဓာကျွန်တော်ဆိုလို့ကျင်တာကတော့တိုင်းရင်းသားကောင်းဆောင်တွေအားလုံးတခါတည်ဘူးနားလည်ဘူးတော့ကျွန်တော်လူကျွန်တော်ထင်တယ်ဘာဖြစ်လို့လဲဆိုတော့ခမရတို့ကိုဟုတ်လားထာဝရငြိမ်းချမ်းရေးဆိုတဲ့ကောင်းစဉ်မှာမိဦးမင်းအောင်လည်းအမြဲတမ်းပြောနေတာထာဝရငြိမ်းချမ်းရေးဟုတ်လားခမရတို့NC လက်မှရေးထိုးရတဲ့10ဘွဲ့တော်လကောင်မထိုးရသေးတဲ့ NC
လက်မှမရေးထိုးသားတဲ့ရှစ်ဖွဲ့တော်လည်းကောဟာလာသူဟိုပဲသူဖွင့်ဆိုတာဖွင့်ခေါ်ရတယ်ဖိတ်ခေါ်ရတယ်ခင်ဗျားတို့သွားပြီးတော့ဟာလာအကယ်၍ခင်ဗျားတို့သွားမယ်ဆိုလို့ရှိရင်ဟာလာစိတ်ကောင်းစီရဲ့ခံစားရတဲ့ဝေဒနာတစ်ခုကုသရာဆေးမရှိတဲ့ယောဂတစ်ခုခင်ဗျားတို့သွားပြီးတော့ကုသပေးတယ်လို့ဖြစ်နေပေးကြတယ်ဒါကြောင့်တလားပြောရင်ခင်ဗျားတို့သဘောပေါက်လားခင်ဗျားတို့တက်ကလေးသားထိုးတဲ့သဘောမျိုးပဲခင်ဗျားတို့စီပွေးသွားတာမသွားတာခင်ဗျားတို့ကဏ္ဍတာပြီးမဲ့တခုတော့ခင်ဗျားတို့အစီပွေးသွားမယ်ဆိုလို့ရှိရင်ခင်ဗျားတို့တခုနောက်ကြောင်းလေးခဏလေးပြန်လက်စဉ်းစားကြည့်ပါပြီးခဲ့တဲ့မကြခင်ချိန်တုန်းကပြစ်ခါရစေးဆိုပြီးတော့သူစတင်မဲ့စာတွေထုတ်တဲ့တင်းနဲ့လွတ်နေဒါပေမဲ့အဲ့ဒီချိန်မှာတစ်ဆက်တည်းအာဆီယံတိတ်ကောင်းဆောင်ကနေပြီးတော့လည်းအချက်လက်၅ချက်ကိုတောင်းဆိုခဲ့တယ်အဲ့ဒါကိုလည်းသူဂတိကိုပေးခဲ့တယ်ဒါပေမဲ့သူပေးခဲ့တဲ့ဂတိကိုတွေဘာတစ်ခုမှသူလှုပ်ဆောင်မှုမပေးသွားဘူးဟုတ်လားအကောင်လုံးဂတိဖောက်ဖြစ်သွားတယ်ဘာမှရေးမဆက်ဘာမှနားမထောင်သူလှုပ်ချင်တယ်သူလှုပ်တယ်ထိုးစစ်တယ်သူပါဇက်ကရှစ်မှငင်းချရေးအကြောင်းပြောပြီးတော့အနောက်မှာသူထိုးစစ်တယ်သူဝင်တယ်ဟာလားကျွန်တော်တို့မြန်မာနိုင်ငံမှာစစ်ရေးဖြစ်ရတဲ့အကြောင်းကတော့သူတို့ကစစ်ရေးကိုရားလိုအပ်တယ်ရားကြိုက်နေတယ်ဟုတ်လားစစ်ဖြစ်မှာကိုရားနှစ်သက်တယ်စစ်ကောင်စီတွေကအခုကျမှငင်းချရေးတောင်းဆိုတယ်ဆိုတာတိုင်းသားကောင်းကောင်းတွေညီကိုတွေကျွန်တော်တို့စဉ်းစားကြည့်ပါဟုတ်မလားအမြဲတမ်းစစ်မဖြစ်နေပြောတဲ့စစ်ကောင်စီကအခုမှငင်းချရေးတောင်းတယ်ဆိုတော့အဲ့ငင်းချရေးကငင်းချရေးစစ်မှဖြစ်နိုင်မလားဖြစ်နိုင်မလားခင်ဗျားတို့စဉ်းစားကြည့်ပါဒါပေမဲ့ကျွန်တော်ပြည်သူတရားအနေနဲ့ကျွန်တော်အမြင်သဘောပြောရမယ်ဆိုရင်ငင်းချရေးဆိုတာလူမပြောနဲ့တရိษံတော်မှာနှိမ့်တက်တယ်ကြိုက်တယ်ဒါပေမဲ့ငင်းချရေးဆိုတာစစ်မှန်တဲ့ငင်းချရေးဖြစ်ဖို့လိုတယ်အတူရဟာဆောင်တဲ့ငင်းချရေးကိုတော့မလိုလားဘူးဘယ်သူမှမချမ်းမှာမဟုတ်ဘူးဒါပေမဲ့ဒီစစ်ကောင်စီအာဏာရှင်တွေကပြောနေတဲ့ငင်းချရေးဆိုတာသူတို့ပါဇာဖျားတာသူတို့ငင်းချရေးပြောမြင်အနောက်မှာသူတို့ထိုးစစ်နေအမြဲတမ်းဝင်နေတယ်ဟာလားစစ်အရာတွေဖြစ်တယ်ရိခါတွေပို့တယ်ဒါကြီးကြည်ချင်းအဖြစ်ရဒီကောင်တွေကအရှင်းမှဟန်ပြပြီးတော့အနောက်မှာသူတို့တွေကဟာလားတိုင်းရင်းသားတွေသူကနှိပ်ကုန်နေတယ်ဒါတွေကပေါ်ထင်ပဲဟာလားဒါတမိုင်းတစ်လျှောက်မှာသူတို့တွေဒီလိုပဲဟာလားကချင်ကိုပြစ်ခါရစေးလုပ်တယ် KNU သူတို့တိုက်တယ်ကရင်သွားတိုက်တယ်ကရင်ပြစ်ခါရစေးလုပ်တယ်ကချင်သွားတိုက်တယ်ဟာလားဒါသူတို့လုပ်နေကြတဲ့ပြိညာတွေပဲဟာလားတိုင်းရင်းသားညီကိုတွေခင်ဗျားတို့ကျွန်တော်ပြည်သူတရားအနေနဲ့ကျွန်တော်ဟုတ်လားတတိပေးတာပါဒါပေမဲ့ခင်ဗျားတို့တက်တာမတက်တာခင်ဗျားတို့ကဏ္ဍခင်ဗျားတို့ကရဲ့ဒီငင်းချမ်းရဲ့12ရက်ငင်းချမ်းရဲ့ဆိုတဲ့စကားကိုခင်ဗျားတို့တက်မယ်ဆိုလို့ရှိရင်စီဝေးတက်မယ်ဆိုလို့ရှိရင်ဟာလားကျွန်တော်ပြောတာမဟုတ်မလွယ်ဘူးဆိုလို့ရှိရင်ခင်ဗျားတို့ပြည်သူတွေလေပြီးတော့တုံးပေါ်မှာခင်ဗျားသွားပြီးတော့လေပေးစေးတယ်လို့ပဲထူးမခြားပဲခင်ဗျားတို့အခုပြီးခဲ့တဲ့နှစ်ကြည့်ငင်းချမ်းကြီးပြောလာတဲ့စကားတမိုင်းတခြားမှာ NC စတော့2015အောက်တိုဘာလ15ရက်ကနေပြီးတော့အခုဒီနေ့ဘယ်နှစ်ရှိပြီလဲပြောလာခဲ့တဲ့ငင်းချမ်းကြီးပြခရဲဆဲဆိုတာဟုတ်လားဘာရီအကောင့်ထဲရှိခဲ့လဲဟုတ်လားအဲ့ဒီ NCA စကားတခိုးကြောင့်စာရစောင်ရဲ့အတွက်ကြောင့် ਨੇ မလိုဟုတ်လားမဖြစ်တဲ့အရာတွေဖြစ်ခဲ့တယ်လို့ဟာလားအသက်မပေးခဲ့တဲ့လူတွေလည်းအသက်မဆုံးရှုံးတဲ့လူလည်းဆုံးရှုံးခဲ့ရတာအများကြီးပဲဟာလားအိုးမဲ့အိမ်မဲ့ပြည့်စည်ခဲ့တဲ့ဘဝအမျိုးစုံနဲ့ဟာလားအထူးသဖြင့်လက်ချိုးပြီးတော့ပြောမယ်ဆိုရင်ကျွန်တော်တို့တနင်္လာနေ့ရဲ့အတိုင်းတာကျွန်တော်မပြောလို့ကျွန်တော်တို့ကရင်ပြည်နယ်ရဲ့အတိုင်းတာပဲပြောမယ်ဆိုလို့ရှိရင်ဟာလားစီရင်စီရနဲ့ပေါ်ပြမယ်ဆိုပေါ်လို့တော့မကောဘူးအကောင့်ထဲထောက်ထားအပြည့်ဝရှိတယ်NCA အခွင့်အရေးယူပြီးတော့ဟာလာ NCA လက်မှတ်ထိုးပြီးတော့ဟာလာငါပြောတယ်လို့ငါလုပ်တယ်လို့မလုပ်နဲ့သူတို့ဘာတစ်ခုမှလက်ဆောင်မလုပ်ဘူးဆရာနာရှိရဟာလာအဲ့တော့ပြောရှိခင်ဗျားတို့နိုင်ငံရေးလုပ်နေတဲ့လူတွေခင်ဗျားတို့တည်ဆုံဖြစ်မှာကြောက်ရတာပြည်သူတယောက်နေ
အမြင်သဘောပဲတားတာပြောပြတာပဲဒါကြောင့်မို့ခုဖေဖော်ဝါရီလ12ရက်ဖိတ်ခေါ်မဲ့အစည်းအဝေးရဲ့ထာဝရဆိုတဲ့ငြိမ်းချမ်းရေးဆိုတဲ့ဦးမြောက်လည်းပြောနေတဲ့ထာဝရငြိမ်းချမ်းရေးဆိုတာအဲ့ဒါအကြီးမားဆုံးထောင်ချက်တစ်ခုပဲလို့ကျွန်တော်ပုပ်ပွင့်လေးလေးနဲ့ကျွန်တော်ပြောစီချင်တယ်ဒါကျွန်တော်မြင်သဘောတရားအဲ့ဒါတိုင်းရင်တိုင်းကိုမော်နမတွေခင်ဗျားတို့မသွားခင်မှာစဉ်းစားကြည့်ကျွန်တော်နည်းနည်းကျွန်တော်ကရင်လို့ကျွန်တော်ပြောပြမယ်အခုကရင်နဲ့မှကျွန်တော်ကြားတယ်ဟာမွေတော်ထူးနဲ့ဟာလာ PC နဲ့ TKB စတီဟာလာနာခုတဲ့တုကလေဘဘူးမဆောရကွဲတမူတခုဘာခါနေစီတမူတခုတုကလေတုကမသူမစီရတာသူပါကညနေသူပါလဲစရာအလောတူမြတ်သူမလဲနေသူတပါပါလာသူတာသူမိပါကညောပါအရေးတော့တဲထဲနေလားတာဝရနေသူကဲပါကညနေမှာပွားညောတမပလာတူလဲပါအဲနေသူတီသူစီညာပုံမဲ့ပွဲနာအခုတော့ပြီဘူးလားဟာလားသူကလေဘီဘူးသူတာသူမလဲသူပါသူကဲပနာပါအဲလားနာဟွာဘာတတူလို့နော်တဖူဝတ်တန်နေတီကောဘာတတူလို့သူမလဲနေတယ်လို့တဲ့သူထောက်တာကမလဲတယ်သူထောက်တာသူတန်နေလားသူတာကြရကရသူတန်နေတော့တရားတယ်သူတာလောအလောလဲကောခုပါဦးကြီးသူထောက်တာလို့နာဟွာမူအနောကဘောသူဖာဒီဆောစတီရေတော့တဲသူမမြေပွားကညာနေမာဝါညာတမလေးကီသူတပါလေရေတော့ခွေဝိသစုသူမူအနောကဘောသူတဲ့ဆောစတီဖာဒီဆောစတီဘာခလေသူမဆိုတော့ကွဲတာကိုလေးကီသူတပါလေသူမလဲဦးကနေသူတပါပါလို့သူသာသူမပွားကညာတကားရေတော့တဲထဲနေလားအပေါ်ညာမနေဘလူအတာတကွိတာကုတာဖိုးလာပဲတော့မာရတဖူးကိုလာသူမို့တပူတလို့ပဲတဲ့တူနေတာခုတာဖိုးတမနဲ့ဖော့တယ်နေလေကလေးသူစီလေသူမတဲလေသူမာရသူပွားကလူပွားကညာကသူအေကောကိုပါကြီးသူအေသူနော်တရားသူတာကလူတာကတူသူတာဖြစ်တာမနဲ့တပါဖော်မီလို့တာရတော့တဲသူနာကွာအဲဒါကြောင့် PC နော်ကဘောသူ PC ဖွဲ့ရနော်ကဘောသူTKB Society ခမရတို့နူးညွတ်တောင်းမှကျင်တယ်ခမရတို့ကရင်ဆိုရင်ကရင်လောလောဟုတ်လားပြည်တွေးပြည်ပမှာလုံးဝလက်မခံတဲ့သူကိုအလူမျိုးချင်းတော့မှပြန်တတ်တဲ့လူဟုတ်လားတခြားနိုင်ငံတော့မှလက်မခံတဲ့လူခမရတို့ကသွားပြီးတော့အားပေးအားများလုပ်မယ်ဆိုလို့ရှိရင်ခမရတို့လည်းထုံနီးတူစားပါဝင်ခမရတို့ကျိုးတို့ပြည်သူတွေကတော့ဆန့်ကျင်ပဲဆန့်ကျင်ရမှာပဲဟုတ်လားအဲဒီတော့ခမရတို့ကိုခမရတို့စဉ်းစားကြည့်ခမရတို့ကရင်ဆိုရင်ကရင်လို့ဟုတ်လားပြည်သူများသဘောတူဟုတ်လားနှစ်သက်တဲ့ຢာခမရတို့လို့ခမရတို့ကိုခမရတို့ပြောပဲဆိုလို့ကြည့်မီဒီယာခမရတို့အင်တာဗျူးခမရတို့အတိုင်းပြည်နဲ့လူမျိုးနဲ့တွေ့ခမရတို့လို့ခမရတို့မျိုးမျိုးပလီပြောတတ်တယ်ခမရတို့ပြောရတယ်မျိုးခမရတို့လောက်တာမျိုးအဲ့ဒါကျွန်တော်အဲ့ဒါစစ်ဟိုနေ့ message လေးပဲကျွန်တော်ပေးပြစီကိုကငါကရင်ဆိုကရင်လို့ခင်ဗျားတို့ဟာလာပေးနေတဲ့ကျွဲတွေကတော့ခင်ဗျားလိုက်စီခင်ဗျားတို့လည်းပေးတယ်ကျွဲဖြစ်မယ်ခင်ဗျားတို့ပေးတယ်ကျွဲပဲကျုပ်တို့ကတတ်မှမှာပဲကျုပ်တို့ပြည်သူတွေကအဲ့ဒါရှင်းရှင်းလေးအဲ့ဒါကြောင့်တိုင်းသားညီကိုမော်နမတွေသူတပည့်တိုင်းသားကောင်းဆောင်တွေကျွန်တော်ကတော့ပြည်သူတယောက်ပဲကျွန်တော်မြင်သဘောနဲ့ကျွန်တော်တင်ပြတာပဲဟုတ်လားကျွန်တော်အတယောက်နေရမ်းရှိဖို့ကောင်းတယ်ဟုတ်လားငင်းချမ်းရေးဆိုတာတကယ်ငင်းချမ်းရေးအစစ်မှန်လှုပ်ချင်တယ်ဆိုလို့ရှိရင်ဘာမှ NC ထိုးကြလည်းမလို့အစည်းအဝေးဆိုတာလည်းဘာမှထွေထူးပြောစရာလည်းမလို့တကယ်လို့စိတ်ကောင်းစီမင်းအောင်လိုင်ကဟုတ်လားစစ်မှန်တဲ့ဒီမိုကရေစီစစ်မှန်တဲ့ Fred ဟုတ်လားစစ်မှန်တဲ့ငင်းချမ်းရေးလှုပ်စီချင်တယ်ဆိုရင်တိုင်းသားနယ်မြေတွင်းမှာထိုင်နေတဲ့စကားတွေအကုန်လုံးပြရုပ်သိမ်းလိုက်စစ်သားတွေအကုန်လုံးပြရုပ်သိမ်းလိုက်အဲ့ဒါဆိုရင်ကျွန်တော်တို့ယုံကြည်မယ်ယုံသိမယ်တ
မဟုတ်ဟုတ်လားပါစနဲ့ပြောယူနေကျွန်တော်တို့ကလောဝယုံကြအကြောင်းမို့တွေကခလီကစားကြတယ်ဟုတ်လားဟုတ်လားပါစကငင်းချမ်းပြောတဲ့ပြည်သူနေတိုင်းသားနေမီဒီသားလင်းနေလိုက်ဘုံကျဲလိုက်ပြပါလဲတောင်ပေါ်ကနေပြီးတော့လက်နဲ့ကြီးနဲ့ထူချဟုတ်လားပြည်သူတွေဟုတ်လားတိခက်နေတာသေးတယ်ဒါတွေကိုဟုတ်လားပြောလို့မကုန်ဘူးဒါပေမဲ့အခုကျွန်တော်ပြောချင်တာအဓိကလာမယ်ဖေဖော်ဝါရီလ12ရက်ကိုဟာလာငင်းချမ်းရေးထာဝရငင်းချမ်းရေးဆိုတဲ့ဦးမျိုးလည်းပြောနေရထာဝရငင်းချမ်းရေးဆိုတဲ့စီးပွေးကိုဟာလာဖိတ်ခေါ်နေတယ်အဲ့ဒါတိုင်းသားတွေကောင်းတော်တွေအဲ့တော့တိုင်းသားကောင်းတော်တွေခင်ဗျားတို့အဲ့ဒီထောင်ထားတဲ့ထောင်ချက်ကွင်းကိုခင်ဗျားတို့ဝင်သွားမလားဟာလာသီးနဲ့ဟာလာသီးနဲ့ဆက်လူနာတရားကိုခင်ဗျားတို့သွားပြီးတော့တက်ကလေးထိုးပြီးမလားလို့အဲ့ဒါကျွန်တော်ပြောစီခြင်းတယ်ကျွန်တော်တတိပေးစီခြင်းတယ်ခင်ဗျားတို့ဒါအခုခင်ဗျားတို့သွားမဲ့ခင်ဗျားတို့ဖိတ်ခေါ်နေတဲ့ငင်းချမ်းရေးဟာဒါထောင်ကျက်အကွက်တော့တစ်မျိုးလားထောင်ကျက်ကွက်တော့တစ်မျိုးဒါရပူကျုခင်ညွန့်ရဲ့ဆင်သားတဲ့သူတစ်ဖြေဟာလားခင်ညွန့်ရဲ့လက်ကွက်သို့မဟုတ်နောက်ကျိုးဆွဲသူလည်းရှိကောင်းရှိမယ်ဟာလားဒါတွေကထောင်ကျက်အကွက်အကြီးဆုံးနေပဲအဲ့ဒါပြောင်းလဲနေတယ်ဟာလားပြူဟာစနစ်မျိုးပဲအဲ့ဒါခင်ဗျားတို့အထူးသတိထားဖို့လို့တိုင်းသားကောင်းဆိုတော့ကျွန်တော်ပြောချင်တာအားကြောင့်မခုကျွန်တော်နောက်ဆုံးနေကျွန်တော်ပြောချင်တာဟုတ်လားအခုကျွန်တော်တိုင်းသားညီကိုအားလုံးစီလုံးညီညွတ်နဲ့ကျန်တာရုပ်မှာဟုတ်လားတပုတ်ဆန်တဲ့ဟုတ်လားလူမျိုးကြီးစနစ်ကိုကျွန်တော်တို့ဖက်စစ်ကောင်ကျွန်တော်တို့အရင်တော့ဂျပန်ဖက်စစ်ခေါ်တယ်အခုကဂျပန်ဖက်စစ်နာဖာဖက်စစ်ပေါ့နော်ကျွန်တော်တို့အမျိုးတုံးကျွန်တော်တို့စန့်ကျင်ပြီးဖျက်ထုတ်ရမယ်အဲ့ဒါကိုစီလုံးဖို့လိုတယ်အဲ့ဒါဒီကစီလုံးချစ်ကေနဲ့ဒီလူမျိုးတုံးဖွဲ့တယ်အမြင့်ပြမှာကျွန်တော်တို့ဟုတ်လားစစ်မှန်တယ်ကျွန်တော်တို့လူချင်းတဲ့ကိုယ်ပိုင်ပြထားခွင့်ကိုယ်ပိုင်ဟာလာအုပ်ချုပ်ခွင့်ကိုယ်ပိုင်ရက်တဲ့အရာကိုကျွန်တော်တို့တစ်ဖက်တိဆောက်ဖို့ပဲဖြစ်တယ်အဲ့ဒါကျွန်တော်အားနောက်ဆုံးနေပြောကြတဲ့နှိကုံချုပ်တယ်